အာဏာရှင်သမ္မတမင်းအောင်လှိုင်ရဲ့ရုရှားခရီးစဉ်ပြီးဆုံးသွားခဲ့ပါပြီ။ဒီခရီးစဉ်အတွင်းမှာမင်းအောင်လှိုင်ကရုရှားအတွက်မြန်မာအသင့်ရှိတယ်ဆိုတော့ပူတင်ကိုအကြိုက်တွေ့စေမဲ့စကားနဲ့သူ့ရဲ့တန်ခင်းတမန်ခင်းကိုနောက်တစ်ဆင့်အချိန်မြင့်တင်လိုက်တာတွေ့ရပါတယ်။နောက်ဆက်တွဲအနေနဲ့တော့မြန်မာကမ်းလွန်မှာရုရှားကတဘာဝတန်ငွေရှာဖွေတူးဖော်ရေးတွေလုပ်ဖို့အပါအဝင်စာချုပ်12ခုကိုသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ထူးဆန်းတာတစ်ခုကတော့မင်းအောင်လှိုင်ခရီးစဉ်မတိုင်မီတပတ်လောက်စောပြီးထိုင်းနိုင်ငံသားရေးဝန်ကြီးတီယာဆက်ကရုရှားနိုင်ငံကိုတွားရောက်ခဲ့ပါတယ်။နှစ်နိုင်ငံစီးပွားရေးတိုးမြင့်လှုပ်ဆောင်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာသဘောတူစာချုပ်သက်တွေချုပ်ဆိုခဲ့ကြတာရှိပါတယ်။အဲ့ဒီအထက်မှာစွမ်းအင်ကဏ္ဍလည်းပါဝင်နေတာတွေ့ရပါတယ်။အထူးသဖြင့် Scarlin 2လို့ခေါ်တဲ့ရုရှားနိုင်ငံအခြေပြဒေသမှာရှိတဲ့ Scarlin ကျွန်းပေါ်မှာရှိနေတဲ့ရုရှားရဲ့အကြီးဆုံးရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေထဲမှာဝင်ရောက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ဒီစီမံကိန်းဟာအာရှပစိဖိတ်ဒေသအတွက်အလွန်အရေးပါတဲ့စွမ်းအင်ထုတ်လုပ်မှုစီမံကိန်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြီးခဲ့တဲ့2025ခုနှစ်ကုန်ပိုင်းလောက်မှာတလင်းလာရီကမ်းလွန်မှာသဘာဝဓာတ်ငွေ့တိုက်အသက်တစ်ခုတွေ့ရှိထားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဓာတ်ငွေ့တိုက်တည်ရှိနေတဲ့နေရာကတော့ Infiptin Block မှာဖြစ်ပါတယ်။လာမယ့်2029-28လောက်မှာထုတ်ယူနိုင်မယ်လို့ခန့်မှန်းတွက်ချက်ထားကြပါတယ်။ဒီလောက်ကွက်ကနေသဘာဝဓာတ်ငွေ့ပမာဏ94.6 ထရီလီယံကုဗပေထုတ်ယူနိုင်မယ်လို့လည်းခန့်မှန်းထားပါတယ်။ကျမတို့ဒီနေ့အစီအစဉ်ကတော့မြန်မာကမ်းလွန်မှာတဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးတွေလုပ်ဖို့ဝင်ရောက်လာတော့မဲ့ရုရှားရဲ့ခြေလှမ်းမင်းအောင်လှိုင်မသွားခင်ရုရှားကိုအတင်းပြေးပြီးစာချုပ်တွေချုပ်ဆိုခဲ့တဲ့ထိုင်းနိုင်ငံသားရေးဝန်ကြီးရဲ့ခရီးစဉ်နဲ့မင်းအောင်လှိုင်နဲ့ထိုင်းကြားကအချိန်ဟုန်မြင့်မားစွာတိုးတက်လာတဲ့ဆက်ဆံရေးတွေအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမြင်မှုအတွက်ထိုင်းမြန်မာအရေးကျွမ်းကျင်သူမစ္စတာစတီဗန်ဆိုင်းယူကိုဖိတ်ခေါ်ထားပါတယ်ရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ဆရာကြီးပထမဆုံးအနေနဲ့ကျွန်မမေးချင်တာကတော့အခုဒါရုရှားခီးစဉ်ပေါ့နော်ဒီခီးစဉ်မှာဒီရုရှားနဲ့စာချုပ်12ခုရှုပ်ထားတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော် MOU လက်မှတ်ရေးထိုးတယ်ဆိုတာမျိုးသိရတယ်အဲ့တော့ဒီထဲမှာဆုံးကပြောတဲ့စွမ်းအင်ကိစ္စနဲ့တန်းလိုက်ကန်လွန်မှာဒီသဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းတွေလည်းပါတယ်လို့ကြားရတယ်ပေါ့လေဟိုကျွန်မအဓိကသိချင်တာကဒီ MOU တွေပေါ့နော်ဒါအခုလက်မှတ်ရေးထိုးတဲ့ကဏ္ဍတွေပေါ့နော်12ခုကတကယ်ကိုပေါ့နော်ဘလောက်အရေးကြီးတယ်လဲပေါ့နော်တကယ်ကိုအရေးကြီးတဲ့စာချုပ်တွေလို့ပြောလို့ရမလားပေါ့အဲ့ဒါလေးဆွေးနွေးပေးပါလားအဓိကကဆော့ချုပ်ဘယ်နှခုချုပ်လဲဘာတွေသဘောတူညီချက်လောက်ခဲ့လဲဆိုတာကလည်းဒီမြန်မာနိုင်ငံသားတွေနဲ့ဒီမြန်မာသတင်းမီဒီယာတွေကပေါ့လေနော်ရှင်းရှင်းနောက်ဆက်ထွေးလာကြမဲ့အခြေအနေတွေရှိတယ်နောက်ပိုင်းလည်းထွေးလာကြမဲ့ပေါ့လေနော်လူတွေအားလုံးလည်းစိတ်ဝင်စားကြပြီးသားဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်အကျယ်တွေသိပြီးဆွေးနွေးစရာမလိုတော့ဘူးလို့ထင်တယ်ဒါပေမဲ့အရေးကြီးတဲ့အခြေလေးတွေကိုတော့ကျွန်တော်သတိပေးတဲ့အနေနဲ့ပေါ့လေနော်ဘယ်လောက်ထိအရေးပါလဲဘာကြောင့်အဲ့လိုလောက်ရလဲတော့ရလဲဆိုတဲ့အကြောင်းအရာလေးတော့ကျွန်တော်နည်းနည်းဖြည့်ဆွဲပြီးပြောချင်တယ်ဒီမင်းအောင်လှိုင်ရဲ့သူဒီနိုင်ငံရေးအရာတရားဝင်မှုရရှိဖို့အတွက်ပေါ့လေနော်နိုင်ငံရေးအရာရောတန်တမန်ရေးအရာရောကဒါသူရဲ့နံပါတ်1ရည်မှန်းချက်ဖြစ်တယ်ဒါကိုကျွန်တော်လောက်အောင်မေးထားလို့မရဘူးနော်အခုဒီအိန္ဒိချင်းနိုင်ငံတွေအင်အားကြီးနိုင်ငံတွေတရုတ်အိန္ဒိယအပါဝင်ပေါ့လေနော်ထိုင်းလောက်အပါဝင်အခုရုရှားကိုတွားတယ်အဲ့ဒီအနေထားတွေရဲ့အကြီးပဲချက်ပြီးအဓိကသူနိုင်ငံတကာစာမျက်နှာမှာသူရဲ့ image ကိုသူပြောချင်တယ်ပြီးရင်ကျွန်တော်တို့တတိထားရမှာတခုကအခုမကြခင်မှာလောက်တော့မဲ့ဒီကုလသမဂ္ဂထိုင်ခုံနေရဘောလေနော်ဥကြုံမှုထောရဲ့နေရာကိုသူနိုင်ငံရေးအရာလောက်သူရှေ့ထွေးလို့မနိုင်တဲ့အနေထားမှာအဲ့ဒီနေရာကြောင့်လည်းပါတယ်လေအဲ့တော့ကိုမရရတဲ့ဒီနဲ့သူစ조사တဲ့အနေထားလည်းရှိတယ်ဘာကြောင့်လဲဆိုတော့ဒီအိန္ဒိယတရုတ်ရုရှားဆိုတာကဒီဗီဒီယိုအနာပိုက်ထားတဲ့နိုင်ငံတွေဖြစ်တဲ့အဲ့ဒီနိုင်ငံတွေရဲ့ backup အားနဲ့အဲ့ဒီနိုင်ငံတကာစာမျက်နှာမှာပေါ့လေနော်တန်တမာရေးလောကမှာအဓိကအဲ့ဒီရွေးချက်ဖြစ်တယ်ခုနကဒီစာချုပ်တွေချုပ်ခဲ့တဲ့ဆိုတာကရှင်းရှင်းပြောမယ်ဆိုရင်ဒီနိုင်ငံရေးအခြေအနေတန်တမာရေးအခြေအနေသူရဲ့ရည်မှန်းချက်ပေါ့လေနော်အဲ့ဒီအခြေအနေလောက်ရှိတဲ့မရဘူးသူကဒုတိယအဆင့်မှပဲရှိတဲ့ဒါကျွန်တော်တို့တည်ထားတဲ့ကိစ္စပေါ့လေနော်တည်ထားတဲ့ဆိုတာကလည်းသူရဲ့အတွင်းလူတွေစီကနေပြီးရတဲ့တဲ့အခြေအနေတွေတုံ့ပြန်တာတွေလည်းပါတာပေါ့ဗျာအဲ့ဒီတော့ဒီလိုမျိုးပြောအချင်းအကြောင်းရင်းကလည်းနောက်တစ်ခုကတခြားမဟုတ်ဘူးဒါကဒီရုရှားရဲ့တကယ်သူတေသနာလောက်တဲ့တဲ့ဌာနကြီးတွေကိုတိုင်ကဒီမြန်မာနဲ့ရုရှားနဲ့ဆွေးနွေးမှုပေါ့လေနော်ဒီသဘောတူညီချက်တွေနဲ့ပတ်သက်ပြီးreport
ထုံထားတဲ့အစီအကံသားတွေကိုလည်းကျွန်တော်ဖန်လိုက်ရတဲ့အနေအထားမျိုးရှိတယ်အဲ့ဒါကြောင့်ဒီအခြေအနေအခြေခံပြီးကျွန်တော်ပြောတာပေါ့လေနော်အဲ့တော့ရုရှားကလည်းသူကဒီနိုင်ငံကြီးတွေရဲ့ဆက်ရှင်တက်ခါရည်ယူမှုခံရထားတယ်မဟာလာစေအုပ်စုကလည်းအဲ့လိုပဲခံရထားတယ်အဲ့ဒီအခါကျတော့ဒီကုတ်သွယ်ရေးတွေရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ဆိုတာကကျွန်တော်တို့အရန်စကားနဲ့ပြောမယ်ဆိုရင်လူမှုရေးသဘောပဲရှိတယ်အလဘတလဘဆွေးနွေးတဲ့သဘောအဲ့လိုမျိုးပဲပေါ့လေနော်အကြောင်းတရားအဲ့လာပဲရှိတယ်အဲ့တော့ဘယ်လိုတုံ့ပြန်ထားလဲဆိုတော့အခုဆွေးနွေးတဲ့အထက်မှာသဘောတူညီချက်ပေါ့လေနော်ဒီမဟာလာနဲ့ရုရှားနဲ့ဒီစီးပွားရေးလုံမဲ့ယင်းနှိမ့်မြုံနှံမှုတွေလုံမဲ့ဒူဝဲစိတ်ကန်းယင်းနေစိတ်ကန်းလာပါဒီတန်ငွေတွေနဲ့ပတ်သက်ပြီးလုံမဲ့ဆိုတော့ဆွေးနွေးတယ်ဟုတ်တယ်သဘောတူညီချက်တွေချုပ်ခဲ့တဲ့ဆိုတော့လည်းဟုတ်တယ်ဒါပေမဲ့အရေးကြီးတဲ့အခြေကတကယ် professional ကြာပေါ့လေနော်ယင်းနှိမ့်မြုံနှံမှုတန်ဖို့ဘယ်လောက်ရှိမလဲဘယ်လောက်ထိလုံလဲဘယ်နေရာနဲ့ဘယ်နေရာအတွက်လုံမဲ့ဆိုတော့အဲ့ဒီထက်မှမပါဘူးဆိုတဲ့အကြောင်းပြောထားတယ်ကျွန်တော်တို့ဘယ်မှာနိုင်ရှင်လို့ရလဲဆိုတော့အခုထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်ပေါ့လေနော်ဆီယာဆန်ဒီမင်းအောင်လှိုင်မတိုက်ခင်ရုရှားကိုတွားပြီးချုပ်တဲ့ဆော့ချုပ်တွေနဲ့နိုင်ရှင်လို့ရတယ်အဲ့တော့ဆီယာဆန်ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ဒီရုရှားနဲ့ချုပ်တဲ့သဘောတူညီချက်ချုပ်6ချက်ရှိတဲ့6ခုရှိတဲ့သဘောတူညီချက်ဆော့ချုပ် MOU ပေါ့လေနော်တကယ်ခေါင်းစဉ်ကြီးပေါ့အသေးလေးတွေမပါဘဲနဲ့ခေါင်းစဉ်ကြီးအကြောင်းအရာ6ခုရှိတဲ့အဲ့ဒီ6ခုထဲမှာသူကငွေအမောက်အတိအကျနဲ့ပြီးရင်နေဘယ်ခုနေအထိဘယ်ခုနေအထိဘလောက်ရင်းနှီးမြှုပ်နှံမယ်ဘလောက်ထိရောထားတယ်လော်မဲငေါ့နေအတွင်းမှာဘလောက်အမောက်ပြင်ရမယ်ဆိုတဲ့ဟာဆော့ချုပ်ထဲမှာအတိအကျပါတယ်အခုမင်းအောင်လိုင်းနဲ့ဆွေးနွေးတဲ့အထက်မှာဆော့ချုပ်တဲ့အထက်မှာအဲ့ဒါတွေမပါဘူးဒါနောက်တစ်ချက်ကတော့ထိုင်းရုရှားရောမြန်မာရုရှားရောပေါ့လေနော်ဒီငွေပေးငွေချေစနေတွေမှာတိတိကျကျဆွေးနွေးထားတာတွေမရှိဘူးဒီမဟာလာနဲ့ရုရှားနဲ့ကိစ္စမှာပေါ့လေနော်အဲ့တော့ဒီထိုင်းနဲ့ရုရှားနဲ့ကိစ္စလည်းကြတော့သူကဒီငွေပေးငွေချေစနေကိုတစ်ခါတည်းပါဆွေးနွေးလာခဲ့တယ်အဲ့ဒီတော့တန်ခမ်းအရေးယူမှုကိုခံထားရတဲ့အခါကျတော့ဒီ USD American Dollar နဲ့ဖြတ်သန်းဖို့ကမလွယ်ဘူးအဲ့တော့သူကဘာကိုချပြီးဆွေးနွေးလဲဆိုတော့သူက QR payment ဆိုပြီးလေအဲ့ဒီစနေနဲ့ငွေချေဖို့ဆိုပြီးတိတိကျကျကိုယ်တိုင်ပြထားဆွေးနွေးတာရှိတယ်အခုမဟာလာနဲ့ဆွေးနွေးတဲ့ကိစ္စမှာသဘောတူညီချက်တွေမှာအားလုံးအပေါ်ရန်ပြင်းလျံပေါ့အဲ့ဒီအနေထားပဲရှိတယ်ဒါကြောင့်ကျွန်တော်ဆိုလိုတာကသူရဲ့အဓိကရည်ရွယ်ချက်တည်သူနိုင်ငံရေးရာတာတမန်ရေးရာနေရာရဖို့အတွက်သူ့နိုင်ငံကအတိမတ်ပြူလောက်အောင်အတွက်ဒါဒီနံပါတ်1ရည်ရွယ်ချက်ဖြစ်တယ်ခုနကဒူဝဲရင်းနေစိတ်ကန်းလို့တဘာဝတန်ငွေလို့နျူကလ িয়ার တပ်ပေါက်ဖို့လုံမဲ့ကိစ္စတွေတည်တာကဒုတိယအကြောက်ပြချက်ပဲဖြစ်တယ်ပေါ့လေနော်အဲ့တော့ကိုကျွန်တော်သတိထားဖို့လိုတယ်ဆိုတဲ့အကြောင်းကျွန်တော်ပဏာမှာပြောချင်တယ်အဲ့တော့အခုဒီလိုမျိုးဒီမဟာလာကရုရှားနဲ့သွားပြီးလုံတဲ့ကိစ္စကိုလည်းအိမ်ကြီးချင်းထိုင်းပေါ့လေနော်ဘာလို့လဲဆိုတော့မင်းအောင်လိုက်ကိုခေါ်တာမင်းအောင်လိုက်ထိုင်းသွားတာဒီရုရှားမသွားခင်ထိုင်းအစိုးရကနောက်မဲ့ပြစ်ခန့်နော်နိုင်ငံတကာအဖွဲ့အစည်းတွေရောဒါလူခွေးအဖွဲ့အစည်းတွေရောပြည်တွင်းရပြည်သူတွေရောတရင်ဌာနတွေရောအတိုက်ခန့်တွေရောကချိန်နဲ့ဝေဖန်တာကကွဲတဲ့ကြော်တဲ့နေပြသူအတင်းကြခေါ်ရတဲ့အနေထားဖြစ်တယ်ဆိုတော့အဲ့လိုမျိုးခေါ်တဲ့အနေထားမှာဒါမှအခုဒီမင်းအောင်လိုက်ကိုပေါ့လေနော်အဲ့လိုနေထားမျိုးခြေလမ်းတွေကျူမြင်တဲ့တရင်တွေကျူရတဲ့အတွက်အခုထိုင်းကကြိုပြီးရင်မင်းအောင်လိုက်ရုရှားမသွားခင်မှာကြိုပြီးသွားပြီးတဲ့သဘောတူညီချက်တွေလုပ်ခဲ့တဲ့ဆိုတဲ့အနေအထားကိုလည်းကျွန်တော်တို့သုံးသပ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုထိုင်းကအဲ့ဒီကိစ္စကိုမကြည့်ဘူးပေါ့ရှင်းရှင်းပြောမယ်ဆိုသူလည်းသူနိုင်ငံအကျိုးစီးပွားတွေသူကြည့်တာလေ။အဲ့တော့ကျွန်တော်တို့ဗမာပြည်ကိုရာရင်ဘယ်သူမှဆိုအသုံးချသွားမယ်အနေအထားမျိုးရှိတယ်။ပြီးရင်ကျွန်တော်တို့ဗမာနိုင်ငံကိုခူထုတ်လုပ်ပြီးရင်ဂျာန်ပြီးကစားမယ်အနေအထားမျိုးကနိုင်ငံတိုင်းမှာရှိတယ်ဆိုတော့ကိုကျွန်တော်ဒီအနည်းထပ်သွင်းပြတတိပေးချင်တယ်အဲ့တော့ကျမတို့လည်းကြည်နေတာပေါ့လေအခုကတပတ်လောက်စောတယ်ပေါ့နော်တပတ်လောက်စောပြီးတဲ့အခါကျထိုင်းနိုင်ငံသားရေးဝန်ကြီးကရုရှားကိုသွားတယ်စာချုပ်တွေချုပ်တယ်အဲ့လိုမျိုးပဲပေါ့နော်အခုဒီဘက်မှာတော့ဒါ MOU ထိုးတယ်ပေါ့ MOU ဆိုတာအချိန်မျိုးလည်းပြည့်ပြည့်ရင်လည်းပြည့်ပြည့်သွားနိုင်တဲ့ပုံစံမျိုးတော့ရှိပါတယ်ဒါပေမဲ့ဘာတတိထားမိတယ်လဲဆိုတဲ့အခါကျတော့ဒီ MOU ထိုးတဲ့အထဲထဲမှာဘာတွေပါလဲဆိုတော့စွမ်းအင်နဲ့ပတ်သက်လို့ချင်းဘုံပါနေတယ်ဟိုဘက်ကလည်းဒါရုရှားနဲ့စွမ်းအင်စာချုပ်ချုပ်တယ်ဒီဘက်ကလည်းရုရှားကိုဒါဒီတနင်္လာရီကမ်းလွန်မှာရုရှားကိုတဘာဝတန်ငွေချဖွေတူးဖော်ခွင့်ပေးတယ်ဆိုတာမျိုးတွေလည်းကျမတို့
တွေ့ရတယ်ပေါ့လေအဲ့တော့တဝဲမှာရင်းနှီးမြှုပ်နှံမယ်ဆိုတာမျိုးကြီးလည်းတွေ့ရတယ်ပေါ့လေအဲ့ဒီတော့အဲ့ဒီဥစ္စာကနည်းနည်းစိတ်ဝင်စားစရာကောင်းနေသလားလို့လေဒီသဘာဝဓာတ်ငွေဘာကြောင့်လဲပေါ့ရုရှားကဒီကမ်းလွန်မှာသဘာဝဓာတ်ငွေရင်းနှီးမြှုပ်တိုက်တွေလာချတော့မယ်ဆိုတာကိုသိလို့ဒီထိုင်းကနေသွားပြီးတော့ MOU စာချုပ်လက်မှတ်သွားထိုးတာလားပေါ့ဘယ်လိုယူဆတယ်လဲပေါ့တော်တော်ကိုဒီအကြောင်းအရာကတော်တော်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာဖြစ်တယ်ဒါကအပြုဘာပြောမလဲတာမန်ကျွန်တော်ပြောတဲ့စကားအသုံးလုံးမဟုတ်ဘူးလေနော်တကယ်ကိုစိတ်ဝင်စားစရာအကြောင်းအရာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ထိုင်းကဒီမဟာလာကိုဒီလောက်တိုက်ခန့်လုံးနေတဲ့ဂျော်ဒန်နေပြီးတော့မြေလုံးစုံပြီးတော့ခေါ်ရတဲ့အကြောင်းရင်းဒီကိစ္စဖြစ်တယ်ဒီစွမ်းအင်ကိစ္စပေါ့လေနော်တဘာဝတန်ငွေတူဖို့ကိစ္စပြီးရခုလောက်ကွဲအသေးလက်ပါတယ်လောက်ကွဲရှိပြီးသားအဟောင်းလက်ပါတယ်ရှိပြီးသားအဟောင်းကအခုဒီအောက်တိုဘာလမှထင်တယ်ဒီလာမဲဆက်လာပိုင်းမှာစချုပ်တက်တက်ကုန်ပါပေါ့လေနော်အဲ့ဒီတော့သူတို့စချုပ်အသေးပြန်ချုပ်ရဖို့ရှိတယ်ပြီးရင်နောက်ထပ်လောက်ကွဲအသေးပေါ့လေနော်ခုနကမာယမင်းပြောတဲ့အနေထားတွေမှာထိုင်းကအဲ့ဒီဟောဝင်ချင်တယ်အဓိကအဲ့ဒါပေါ့လေနော်အဲ့တော့ဝင်ချင်တယ်ဆိုတော့ကလည်းဒီ Swine In Company ဒီမှာထိုင်းအခြေဆိုင်ပေါ့လေနော် Swine Company ဒီမှာကလည်းခုနနိုင်ငံရေးသမားတွေပဲလေနောက်ကွယ်နေပြီးတော့သူတို့ပဲအကျိုးစီးပွားရနေတာဟုတ်အဲ့တော့သူတို့ကအဲ့ဒီအကွယ်ကြောင့်မဟာလာကိုခုနကဒီကျွန်တော်တို့ဒီအများသာမန်လူတွေသိတဲ့မီဒီယာတွေဖော်ပြတဲ့ဟာနိုင်ငံနယ်စပ်ဖြည့်ရှင်းဖို့ကိစ္စဒီonline လောင်းကစားတွေလိမ့်တဲ့ကိစ္စမူရင်စေဝါကိစ္စမြင်းရင်ညဉ့်မှုကိစ္စဒါတွေကအရောက်ပြခြေပဲဖြစ်တယ်တကယ်အနေတော့မဟုတ်ဘူးအဲ့ဒီကိစ္စတွေကိုမာလာအနေနဲ့ဓာတ်ရိုက်ကြိုက်တွယ်မနိုင်ဘူးဆိုတာကလည်းထိုက်ဆိုရကောက်သိပြီးသားဒါပေမဲ့အရက်ဆိုပြီးခေါ်ချက်ခုနကအဲ့ဒီလောက်ွယ်တွေကိုထိုက်ကဝင်ချတဲ့အတွက်အရက်ဆိုပြီးမာလာခေါ်ရတဲ့အနေထားဒါဒီအရှိတရားဒါဒီတကယ်အခြေအနေအမှန်ဖြစ်တဲ့ဆိုတာဒီအနည်းစိတ်ပြည်သူတွေဒီပြချင်းတယ်ဒါတစ်ချက်နောက်တစ်ချက်ကလည်းအခုဒီကျွန်တော်ဒီဒွဲရင်းနဲ့စိတ်ကန်းပေါ့လေနော်အဲ့ဒီဟာပါတယ်ပြီးခုနက gas လောက်ွယ်အသေးပါတယ်အဲ့ဒါကိုကရုရှားကပို့ပြီးရင်စိုက်ဝင်စားတယ်ဒီဒွဲကျွန်တော်တို့ဒွဲရင်းနဲ့စိတ်ကန်းနဲ့ပတ်သက်ပြီးရပေါ့လေနော်လျှက်စေနျူကလ িয়ার လျှက်စေတပ်ဖို့ကိစ္စပါညာဆိုတာကလည်းအဆွဲပွားတော့ပါလာတာပေါ့ဒါတစ်ချက်အဲ့တော့ထိုင်းကဘာလို့လဲဆိုတော့အဲ့ဒီထိုင်းနိုင်ငံမှာသုံးနေတဲ့စွမ်းအင်ပေါ့ဗျာဒီ gas တွေပါတယ်ကျွန်တော်အဓိကဗမာပြည်ကနေပြီးတင်သွင်းတာလေအဲ့တော့ထိုင်းနဲ့ရုရှားနဲ့ဆော့ချုပ်တဲ့အထက်မှာလဲဆွေးနွေးတဲ့အထက်မှာရောဘာလို့လဲဆိုတော့ဒီဒုတိယနိုင်ငံခြားရေးဝန်ကြီးနဲ့ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးစီဟာဆာသွားတဲ့ချိန်မှာသူကနေရာကိုခွဲပြီးတွေ့တယ်14ရက်နေမှာသူက73ရက်နေ12ရက်နေကနေ15ရက်နေဒီရုရှားကိုသွားတယ်အဲ့တော့ဒီ73ရက်နေမှာရုရှားရဲ့ဒုတိယဝန်ကြီးချုပ်နဲ့တွေ့တယ်စီဟာဆန်ကလေထိုင်းနိုင်ငံခြားရေးဝန်ကြီးက14ရက်နေမှာရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့တယ်အဲ့တော့အဲ့ဒီတွေ့တဲ့နေလုံးမှာပဲဆွေးနွေးပွဲတစ်ခုလုံးမှာပဲအဲ့ဒီ energy ကိစ္စပေါ့ဗျာစွမ်းအင်ကိစ္စတွေကိုသူတို့ဆွေးနွေးတယ်ပြီးရင်သဘောတူညီချက်ကိစ္စတွေဆွေးနွေးတယ်14ရက်နေ15ရက်14ရက်နေမှာစချုပ်တွေချုပ်ကြတယ်ပေါ့ဗျာအဲ့လိုနေထားမျိုးရှိတယ်အဲ့ဒီမှာအဓိကသူဆွေးနွေးတဲ့အကြောင်းအရာကထိုင်းနိုင်ငံကသူကစုံရံပေါ့လေနော်စုံရံပုံစံမျိုးနဲ့သူလုံးမယ်ပြီးရင်ဒီစွမ်းအင်ကုန်သွယ်ဖို့ကိစ္စဟိုဘာပြောမလဲတိတ်ပို့ဆောင်ရေးပေါ့ပြောရမယ်ဆိုရင်လေအဲ့လိုမျိုးကိစ္စကထိုင်းအနေနဲ့လုပ်ပေးမယ်ထိုင်းနဲ့ရုရှားနဲ့ပူးပေါင်းပြီးလုပ်မယ်လုပ်ပေးမယ်မဟုတ်ဘူးเนาะထိုင်းနဲ့ရုရှားနဲ့ပူးပေါင်းပြီးလုပ်မယ်ပြီးရင်ထိုင်းနိုင်ငံကသူကဘာလုပ်ပေးမလဲဆိုတော့ဂျာနေပြီးရင်ဒီရုရှားနဲ့အာဆီယံနိုင်ငံတွေနဲ့ကုန်သွယ်ရေးကုသရေးဝယ်ရေးသူကပေါင်းကူးတဲ့ဖွဲ့သူကဆောင်ရွက်ပေးမယ်ဆိုပြီးအဲ့ဒီဘောတူညီချက်ကိုလက်မှတ်ထုတ်ခဲ့တယ်အဲ့တော့ဒီစွမ်းအင်ကိစ္စတွေရောပြီးရင်ရုရှားကဒီကျွန်တော်ဒိုဝဲရင်းနေစိတ်ကန်းကိစ္စကိုဒိုဝဲတနင်္သာရီတိုင်းမှာတဘာဝတန်ငွေနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုရှော့ဖွေမှုလုပ်ဖို့ကိစ္စကိုရုရှားပို့ပြီးစိတ်ဝင်စားတဲ့ဟာကိုထိုင်းကလည်းသိတဲ့အဲ့ဒါကြောင့်ထိုင်းကလည်းအဲ့ဒီဟုတ်အကြောင်းပြတယ်ကျွန်တော်ဒီဗမာပြည်မှာတနင်္သာရီတိုင်းမှာရှော့ဖွေမဲ့ထွေးရှိမဲ့တဘာဝတန်ငွေတွေကိုထိုင်းအန်ယူဘီတစ်ဆက်တွားဖို့ထိုင်းအန်ယူတစ်ဆက်လော်ဘီရဲ့ရုရှားပြန်ပို့ဖို့ဆိုတဲ့ကိစ္စတွေသူကဆွေးနွေးတယ်အဲ့တော့ရှင်းပြောမယ်ဆိုရင်ဗမာပြည်ကလောက်ပြရုပ်ဖြစ်နေတဲ့
အနေအထားမျိုးရှိတယ်တကယ်အဓိကကြားတယ်ပေါ့ဗျာစကားပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဗမာပြည်ဒီစွမ်းအင်အတွဲရောဒေတာတွင်းအတွဲရောပထဝီအနေအထားရာရောတရားစာတာတဲ့အရာရောအခြေခံကြားတဲ့နေရာဒေတာဖြစ်တယ်ဒါကြောင့်လည်းဒီအကွဲကိုအခြေခံပြီးရင်မလာအသာစီးရနေတယ်လှုပ်ရှားနေတဲ့အနေအထားပေါ့ဗျာနိုင်ငံတကာဝယ်တဲ့အနေအထားမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီကိစ္စလောက်ဝမေးလို့မရဘူးဆိုတော့ကအခုထိုင်းနိုင်ငံကလည်းထိုင်းအစိုးရကလည်းအကြံပေးအဖွဲ့တွေကလည်းလက်ခံတယ်အခုမနေ့ကဟိုတနေ့ကပဲဆွေးနွေးတယ်ဘောလေနော်အဲ့တော့တကယ်ကအခုထိုင်းရတော်တော်စိုးရိမ်နေတာကဒီကျွန်တော်တို့ဗမာပြည်ကထွေးတဲ့တဘာဝတန်ငွေတွေပြီးဒွယ်ရည်နေစိတ်ကန်းရှိတယ်အဲ့တော့အောင်မြင်သွားမှနည်းနည်းစိုးရိမ်တယ်အောင်မြင်သွားမှစိုးရိမ်တယ်ဆိုတော့ထိုင်းကိုခြံခဲ့ပြီးပေါ့လေနော်ထိုင်းကိုခြံခဲ့ပြီးဥပမာရုရှားနဲ့တိုက်ရိုက်လို့တော့လို့မျိုးဘောပြီးဒီဘာလို့ဗမာပြည်အဓိကကြားတဲ့အတွက်အိန္ဒိယအထိဖောက်လို့ရတော့အဲ့လိုမျိုးအနေထားမှာထိုင်းရသူကနောက်ကောက်ကြောက်ခဲမဟုတ်သူကစိုးရိမ်တယ်အဲ့ဒါကိုသူတို့အတွင်းမှာပေါ့လေနော်အကြံပေးနေတာဆွေးနွေးနေတာဘလို့နီးနဲ့ကျွန်တော်ဒီကိစ္စကိုကြော်ပြန်မလဲပေါ့လေနော်လက်တွေ့ကြအခြေကိုတော့ထိုင်းကလည်းလက်ခံလာပြီးသားဒီနေရာဒီအဓိကလောက်ဘုတ်အရေးကြီးတဲ့ဒေသဖြစ်တဲ့အဲ့တော့ငါတို့ထိုင်းကိုမချန့်ခဲအောင်ဘလို့ပုံစံနဲ့ချစ်ကံမလဲဆွေးနွေးမလဲဆိုတော့ကိုသူတို့အကျိန်းနဲ့ကိုဆွေးနွေးနေတဲ့အနေထားမျိုးရှိတယ်အဲ့တော့ကျွန်တော်စဉ်းစားစရာကဘာပဲဖြစ်ထိုင်းနိုင်ငံမှာလည်းဒီတဘာဝတန်ငွေတွေထွေးတော့မဟုတ်ဘူးစွန့်အင်ရှိတော့မဟုတ်ဘူးကျွန်တော်ပုံမှန်ပြရပဲတွင်းနေရဒါပေမဲ့ဒီရုရှားနဲ့ဆွတ်ချုပ်တဲ့ဆိုတဲ့ကိစ္စတော်တော်ကိုစဉ်းစားစရာရှိတယ်ပေါ့လေနော်အဲ့ဒါကြောင့်ဒီနိုင်ငံရေးသမားတွေဖွဲ့စည်းတွေတာဝန်ယူထားတဲ့လူတွေအနေနဲ့အသေးသေးချာချာစဉ်းစားပြီးရင်ကျွန်တော် view strategy ကဆွဲပြီးရင်ကြိုက်ွယ်ကစားရင်ကျွန်တော်တို့လည်းအကျုံးမြန်ကြနိုင်တယ်မဟာလာမှအကျုံးမြန်ရှိတယ်ဆိုတာဒါညီကြီးလေခံမလွဲပါလေနော်ကျွန်တော်တို့လည်းတော်လိုင်းအင်အားစုတွေအနေနဲ့လောက်တိုင်းရင်တည်င်းအခြေလေးတွေကြိုရမယ်ဆိုရင်တော့အကျိုးမြန်ရှိနိုင်တဲ့အနေအထားရှိပါတယ်အဲ့တော့မေးစရာရှိလာတာပေါ့နော်အဲ့တော့မဟာလာဘက်ကတော့ဒီ M15 လောက်ကွက်ကလေးကိုပြပြီးတော့သူထိုင်းနဲ့လည်းသွားစကားပြောတယ်ဒါလေးကိုပြပြီးရုရှားနဲ့လည်းသွားပြီးတော့စကားပြောတယ်ပေါ့နော်ဘာလို့ဆိုထိုင်းကလည်းအစွမ်းအင်ကအသေးအံလိုအပ်နေတာဟုတ်ပါဆိုသူအခုလက်ပတ်နေတာကမြန်မာပြည်ကရတဲ့တဘာဝတန်ငွေက 15% ကနေပြီးတော့20% လောက်ထိရှိတယ်ဆိုတော့ထိုင်းကလည်းလိုအပ်နေတယ်အဲ့တော့အခုရုရှားနဲ့ MOU ထိုးတဲ့ထဲမှာလည်းဒီ LNG သွင်းမယ်ဆိုတဲ့ဟာတွေကစကျွန်မတွေ့တယ်ပေါ့နော်ဒါမျိုးအနေထားမှာဒါမဟာလာဘက်ကတော့ဒီအပေါ်မှာကောင်းကောင်းကစားနေတာပေါ့လေဒါတစ်ချက်ပေါ့လေအဲ့တော့စောဆရာပြောတယ်ဒီပေါ်မှာကိုယ့်ဘက်ကလည်းအသုံးချတတ်ဖို့လိုတယ်ဆိုတဲ့ကိစ္စပေါ့နော်အဲ့တော့ဘလို့အသုံးချတတ်ဖို့လိုတယ်လဲပေါ့နော်အဲ့ဒါလေးနည်းနည်းလောက်ရှင်းပြပေးလို့ရမလားဟုတ်ကဲ့အခုဆိုရင်အဓိကဘလို့အသုံးချတတ်ဖို့လိုလဲဆိုတော့ဒီခုမဟာလာကနေမြေထိတ်ချုပ်မှုပေါ့လေနော်ဒါတစ်ချက်နောက်တစ်ချက်ကဒီရန်တရားပေါ့နိုင်ငံတကာဝန်ဆန်နိုင်တဲ့ရန်တရားပေါ့အဲ့လိုနေထားမျိုးမှာသူကအသာစီးရထားတယ်လို့ကျွန်တော်ကပြောလို့ရတယ်ပြည်သူတွေအနေနဲ့ထောက်ခံတာမထောက်ခံတာတကန်တာထားလေနေကအဖွဲ့အစည်းတွေအင်အားစုတွေတိုက်ခိုင်းနေတာနေစစ်တာဖြန်နေတာတကန်တာထားဒါကြောင့်လဲအခုသူရုရှားကိုသွားရတဲ့ရွေးချယ်ကနံပါတ်1နိုင်ငံတကာကန်တော်မှာသူဝန်ဆန်အောင်နိုင်ငံရေးအရာတတမန်ရေးအရာသူ့လူရသွဲလာအောင်ပေါ့လေနော်အထူးသဖြင့်ကုလသမဂ္ဂမလို့နေရမြို့မှာနေရပြန်ကြလာအောင်ဆိုတဲ့ရွေးချယ်နံပါတ်1နံပါတ်2ကပါလဲဆိုတော့ဒီနယ်မြေတွေကိုထိတ်ချုပ်ဖို့အတွက်ခုနအခြေလေးတွေကိုသူအောင်မြင်ဖို့အတွေ့ကသူ့အတွက်အမှန်ရဖို့အတွေ့ကဒီဆုံးရှုံးထားတဲ့နယ်မြေတွေသူနေရာရပြန်သိပ်ဖို့လို့တယ်အဲ့လိုမျိုးနေရာရပြန်သိပ်ဖို့ကိစ္စမှာလည်းနေလို့တယ်အထူးသဖြင့်တော့သူလေချောင်းအတုပ်ပြမှုပေါ့လေနော်အဲ့ဒီလေချောင်းနဲ့ဆိုင်တဲ့ဒီလင်းနေတွေခရမ်းတွေလိုအပ်တယ်အဲ့ဒီဟာအတွေ့ကိုရုရှားကိုအဓိကအောက်ကိုပြီးသွားတဲ့အနေအထားမျိုးရှိတယ်နောက်တစ်ချက်ကလည်းတရုတ်ဘယ်လင်းလှုပ်ချတဲ့အနေအထားမျိုးရှိမှာပေါ့လေနော်အဲ့တော့အဲ့ဒီအခြေအနေကိုထိုက်ရဒါကထိုက်ရတရားဝင်ကိုယ်တိုင်ထုတ်ပြတရားဝင်ဆိုတာဒီ public တော့အစိုးရအနေနဲ့ဒါငါတို့ပြောတယ်ဆွေးနွေးတယ်ဆိုတာမထုတ်သေးဘူးပေါ့လေနော်ဒါပေမဲ့ကျွန်တော်တီးထားရတာတကယ်အတွင်းဒီအစိုးရအဖွဲ့ထဲကပါတဲ့လူတွေပြောတဲ့ဆိုတဲ့အခြေလေးတွေကျွန်တော်တီးထားရတယ်အဲ့တော့အဲ့ဒါဘာလဲဆိုတော့ခုနကလိုမျိုးပေါ့လေနော်ဒီမာလာရဲ့အခုရုရှားကိုသွားခေါ်သွင်းလာမယ်ကိစ္စပေါ့လေနော်တနည်းတော့တိုက်ထဲကိုခေါ်သွင်းလာမယ်ကိစ္စသွားပြီးလမ်းဖွေတဲ့ကိစ္စအဲ့တော့ကိုတော့ထိုက်ကလောက်ရမကြည့်ဘူးဆိုတာတော့သိချတယ်သူတို့ကိုယ်တိုင်လည်းထုတ်ပြောတယ်ဘာကြောင့်လဲဆိုတော့ဒီလအမုတ်ခံပြီးရင်ဘောလေနော်ထိုက်ဖေခေါ်သွားရင်တော့ねအခုရုရှားကိုသွားပြီးရင်
သွားလို့တဲ့အနေထားပြီးအခု Belarus ဆက်သွားတယ် Belarus မှလည်းသူပြောရဗမာပြည်လာပါတနေ့တိုင်းတိုင်းရင်းနှီးမြှုပ်နှံမှုလာလောက်ပါစုတော့ခေါ်တယ်သူအကုန်လုံးခေါ်နေတဲ့အနေထားပေါ့လေနော် Belarus ကတိတ်ပြောစရာမလိုဘာလို့ရုရှားလက်အောက်ခံမယ်ဆိုတော့လေပြဿနာမရှိဘူးအဲ့လိုအနေထားမျိုးမှရှိတယ်နောက်တစ်ခုကထိုင်းရပါကိုဟိုမှာဖြစ်လဲဆိုတော့ဒီသုံးနိုင်ငံခုနကကျွန်တော်ပြောတဲ့သုံးနိုင်ငံပေါ့လေနော်အိန္ဒိယကတရုတ်ကရုရှားကအော်ကိုပြီးရအခုထိုင်းမြင်တော့တာမကြည့်ဘူးပေါ့လေနော်သူအမုတ်ခံပြီးခေါ်ရတဲ့အခြေအနေကိုဒါမှအော်နာမှုမရှိဘဲနဲ့အခုပြန်သွားတဲ့အချိန်ကျရင်အာဆီယံကိုယ်စားလှယ်လည်းမလို့အပ်တော့ဘူးဒီအထူးလည်းမလို့နိုင်တော့ဘူးအာဆီယံဖွဲကိုလည်းသူဂရုမစိုက်ဘူးတနိုင်ငံချင်းအကျိုးစီးပွားပေါ်လေနော်ကိုအခြေခံပြီးရင်ဆက်ဆက်သွားမယ်ဆိုတဲ့အနေထားမျိုးလို့တော့ထိုင်တော်တော်ကိုအရှင်းရတဲ့ပေါ့ဗျာရှင်းရှင်းပြောမှဆိုအဲ့လိုအနေထားမျိုးဖြစ်သွားပြီးတော်တော်ကိုတင်းတဲ့အနေထားမျိုးရှိတဲ့အခုရုရှားကိစ္စရောပေါ့လေနော်အဲ့တော့ခုနကမိကိုပြန်သွားမယ်ဆိုရင်ကျွန်တော်တို့တိုင်းအင်အားစုတွေအနေနဲ့ဘလို့လုံးပြီးရင်အကျိုးများရနိုင်မလဲဘလို့လုံးပြီးဟိုအတုတ်ချနိုင်မလဲဆိုတော့ခုနလိုမျိုးပေါ့ကျွန်တော်တို့ဖက်မှာစီလုံးညီညွတ်မှုအားလို့တဲ့ဒါကအလုံးဒီပြီးသားပြောစရာမလိုဘူးနောက်တစ်ချက်ကဘာလဲဆိုတော့ထုတ်ဖော်နိုင်ဖို့လိုတယ်ဗျအခုကျွန်တော်ငါနဲ့ကြော်ကလာမှာဒီတနိုင်ငံလုံးအုပ်ကျွဲတကဘာလောက်နိုင်ငံတကာအစိုးရတွေပါဝင်ပေါ့ဗျာဒီလောက်ထောက်ခံရင်းနဲ့ကျွန်တော်ဒီဒေါ်လာရိတ်ကန်မှာခေါင်းဆောင်မှုယူထားတဲ့လူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကနေပြီးဟိုကြည့်ဘာပြောမလဲထိရောက်မလုံရှနိုင်မသက်ဆောင်နိုင်တော့တဲ့အခါမှာဥညောကြိုးကြွားသွားတဲ့အနေထားမျိုးရှိတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီတောင်းယူထားတဲ့လူတွေကကိုတိုင်းမလုံနိုင်ရင်လည်းခုနလိုမျိုးပေါ်တဲ့ခြေလေးတွေရတဲ့ခုနကနီးပြူဟာတွေကျွန်တော်တို့ဆွဲနိုင်တဲ့အသိပညာရှင်တွေအတတ်ပညာရှင်တွေနိုင်ငံတကာမှာအများကြီးရှိတယ်အဲ့ဒီလူတွေတဲ့ခြေလေးတွေအစားရပြီးတုံ့တန်ခြေလေးလုပ်ပြီးရင်ကျွန်တော်တို့ viewer ကောင်းဆွဲမယ်ဆိုရင်ကျွန်တော်တို့အတွက်အကျိုးမယုံနိုင်ဘူးလို့ကျွန်တော်ဒီကနေပြောချင်တယ်ထိုင်းမှာလည်းအဲ့ဒီလိုပဲဟိုဘလောက်ပဲချက်ကကျွန်တော်တို့အစိုးရစီကမရှိတဲ့အနေအထားမျိုးရှိတယ်သူတို့ကလည်းအကျိုးစီးပွားကိုချစ်ခံပြီးရင်ဟိုကျွန်တော်တို့ဗမာပြည်ကိုမာလာကိုချစ်ခံနေတဲ့အနေအထားမျိုးရှိတယ်ပေါ့လေနော်ဒါပေမဲ့အဲ့တော့စိုးရိမ်နေစရာမလိုဘဲနဲ့ကိုပချန်ကလည်းပုံမှန်လုံးနေချစ်ကန်နေကိုလို့တဲ့ဒါမှကျွန်တော်တို့ဘက်လင်းမြောင်မှာမဟုတ်လို့ကတော့မဟာလာအတော်စီရသွားမယ်ဆိုတာကတော့လောက်ဟိုမြကြီးလက်ခံမလွယ်အနေထားရှိတယ်ဒီတိုက်စစ်သွားရင်ပေါ့ဗျာအဲ့တော့နောက်တစ်ခုမေးချင်တာအခုကာချုပ်ရဲဝင်းဦးထိုင်းကိုရောက်နေတယ်ပေါ့နော်အဲ့တော့တစ်ဖက်မှာလည်းသူတို့ MOU တွေထိုးတယ်ပေါ့ဒါဟန်ပြပဲဖြစ်ပေါ့ရုရှားနဲ့မြန်မာနဲ့စစ်ဖက်နီးပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်ဟုန်မြင့်တင်မယ်ဆိုတာမျိုးတွေလည်းဒီ MOU ထဲမှာသွားတွေ့ရတယ်ပေါ့လေဒါကစစ်တယ်လို့ထင်သလားပေါ့ဒါမှမဟုတ်ဒါကတိကျအဂျန်ဒါတစ်ခုလားဘလို့ယူဆတယ်လဲစစ်ဆက်မှုရှိတဲ့ဆိုတာကအားလုံးကကျွန်တော် data တွဲမှာရှင်းပြောမှဆိုရင်ဟိုဘာပြောမလဲသမုတ်ရီပြင်းပေါ်မှာလိုက်လုံးမထားခဲ့သည့်အာမသမုတ်တရားကြံ့ပြင်းမှာလုံချောနေတဲ့အနေအထားမျိုးပဲရှိတယ်တာမန်ကြည်လိုက်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့တကယ်ပြိုင်ဆိုင်မှုတွေကအတော့ကိုများနေတဲ့အနေအထားမျိုးရှိတယ်ဗောလေနော် data တွဲမှာရောအခုပြည်တွင်းမှာရောပြည်တွင်းဆိုလည်းပါလာဗောလေနော်သူတို့နိုင်ငံတကာအတိမတ်ပြူလာအောင်တာတမန်ရေးရထောက်ခံမှုရလာအောင်တရားဝင်မှုရှိလာအောင်သူလည်းနှီးမျိုးစုံနဲ့စ조사နေရတာပဲသူလည်းအကူရမယ်ထင်တဲ့လူတွေကိုနိုင်ငံတကာအစဲသွက်ရှိတဲ့အချိန်စစ်ရှိတဲ့လူတွေအားလုံးကိုသူချစ်ခံပြီးသူအတုတ်ချနေတာပဲဒါဘယ်သူမှညင်းလို့မရတဲ့ကိစ္စဒါပေမဲ့ကျွန်တော်တို့တော်လိုင်းရေးအင်အားစုတွေပြမှာတော့အဲ့ဒီဟာတွေတိတ်မတွေးဘူးပေါ့ဗျာဟို popular line ကို line နေကြတဲ့အနေအထားမျိုးများတယ်ဒါကြောင့်လည်းထီအောင်တဲ့လားမထီအောင်တဲ့အနေအထားမျိုးရှိတယ်အဲ့တော့ထိုင်းကချမ်းပြန်သွားမယ်ဆိုရင်ခုနကထိုင်းကလည်းသူကအခုရုရှားကိုပြန်ကောင်းမယ်ဆိုရုရှားကိုသွားတယ်ဆိုတာကလည်းထိုင်းနဲ့ရုရှားနိုင်ငံတတ်တမန်စစ်ဆန့်ရေးဘယ်နေဆိုပြီးအကြောင်းပြောပြီးသွားတာအခုဒီမာလာနဲ့ထိုင်းနဲ့ခေါ်တဲ့အကြောင်းအရာကလည်းအဲ့ဒီကိစ္စပဲမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနဲ့ဘယ်နေမြောင်ဆက်ဆံရေးဆိုပြီးခေါ်တာပဲအခုရဲဝင်ဦးသွားတယ်ဆိုတော့ကိစ္စကလည်းအဲ့ဒီအတိုင်းပဲအဲ့ဒီဟာကိုနိုင်ငံဆက်ဆံရေးအကြောင်းပြပြီးရင်သူကခေါ်တာဆွေးနွေးတဲ့ကိစ္စပေါ့လေနော်အဲ့တော့ကျွန်တော်တို့ကဘယ်အကြောင်းပြဒီအကြောင်းပြချက်နိုင်ငံရေးတန်တမာရေးဆိုတာစကားလာတွေသုံးမှာပဲပြောမှာပဲလေဒါပေမဲ့ကျွန်တော်အနေနဲ့ရောက်တည်ဖို့လို့တဲ့ဒါကြောင့်အဲ့လိုတွေလောက်ရတယ်အဲ့လိုတွေဆွေးနွေးရတယ်ဘယ်လိုသဘောတူညီချက်တွေလောက်ခဲ့လဲအဲ့ဒီဟာတွေလောက်ရင်ကျွန်တော်နောက်ဆက်တွဲဘာတွေပြင်လာနိုင်တယ်အဲ့တော့ကျွန်တော်တို့ဖေရရောဘာပုံစံမျိုးနဲ့ပြန်ပြီးကစားရင်အသာစီရလာနိုင်တယ်ဆိုတဲ့အနေထားတွေကျွန်တော်ဒါဒီကိုလောက်အောင်မမေ့ဖို့လို့တယ်ဘောလေနော်ဒါမှသာကျွန်တော်ဒီတော်လိုင်းရေးအတွက်အကျိုးရှိမယ်ပြည်သူတွေအတွက်အကျိုးရှိမယ်ပေါ့လေနော်ဆိုတော့အဲ့လိုအနေထားမျိုး
ကိုလည်းရှိတယ်နောက်ပြီးဒီရဲဝင်ဦးသွားတယ်ဆိုတဲ့ကိစ္စကဒီမင်းအောင်လိုက်ရှီယာသွားခဲ့ပြီးတဲ့နောက်ဆက်တွဲလည်းဖြစ်တယ်ပေါ့လေနော်မင်းအောင်လိုက်သွားတဲ့ခြေတုပ်ကသူကတော့တောင်းဆိုတဲ့ဟာမင်းတို့ထိုင်းအနေနဲ့ဒီတော်မိုင်းအင်အားစုတွေကိုလင်းနေလေးမထောက်ပံ့ပါနဲ့လင်းနေလေးမောက်ကိုတင်သွင်းနေတာတွေကိုမင်းတို့တော်စီပေးပါဖန်စီပေးပါဆိုတဲ့ဟာမင်းအောင်လိုက်သွားတော့လည်းတောင်းဆိုသလိုအခုရဲဝင်ဦးသွားတဲ့အချိန်မှာလည်းအဲ့ဒီအချိန်တောင်းဆိုတယ်ပေါ့လေနော်အဲ့လိုနေထားမျိုးရှိတယ်အဲ့တော့ကျွန်တော်တို့ကတိတ်ဆိတ်ပူရမလို့ဘူးအဲ့လိုစကားပြောရတာဘာကြောင့်လဲဆိုတဲ့ဟာကထိုင်းကသဘောပေါက်တယ်အခုသူတို့အနောက်မှာထိုင်းအစိုးရတရားဝင်ကြံပေးနေတဲ့လူတွေကတောင်မှဘာပြောလဲဆိုတော့အခုလက်ရှိအစိုးရလုံနေတဲ့ပုံစံကစားနေတဲ့ပုံစံကမအားလောက်အလိုလိုက်တဲ့ပုံစံမျိုးဖြစ်နေတယ်ကိုဗစ်ချန်ကဟိုငါတို့မှတော့ရှိတယ်ငါတို့တော့လို့တဲ့ဆိုတဲ့ယတိချေခိုင်မာတဲ့ယတိချေမပြောဘဲနဲ့ဟိုလွယ်လွယ်နဲ့ကောင်းနေတဲ့ပုံစံမျိုးပဲရှိတယ်ကောင်းနေတယ်ဆိုတော့ထောက်ခံတာမဟုတ်ဘူးပေါ့လေနော်သူတို့ပြောတာဒါပေမဲ့အဲ့တော့နဲ့မလုပ်လာဘူးအပြန်ပြုတ်ဖို့လွယ်တယ်ထိုင်အောင်တော့ငါတို့နိုင်ငံငါတို့ကျူးစီးပွားအတွေ့ဆက်ဆံချတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းနဲ့ငါတို့ဆက်ဆံမှဆိုတဲ့ဟာကိုပြက်ပြက်သားသားပြောပါဆိုပြီးတော့အခုအကြံပေးတယ်ထိုင်အစိုးရပေါ့လေနော်အဲ့လိုနေထားမျိုးရှိတယ်ဆိုလိုတဲ့အဓိပ္ပာယ်ပါလဲဆိုတော့မအားလားအတောင်းဆိုတဲ့အခုဒီမဲအောင်လာရောအခုရဲဝေးဦးလာတဲ့အချိန်မှာပါလို့လဲဆိုတော့တော်လိုင်းရေးအင်အားစုမျိုးမဆက်ဆံနဲ့လင်းနေတွေကိုမရောက်စေအောင်လုပ်ပေးပါတော်စီပေးပါဖန်စီပေးပါဆိုပြီးပြောတယ်အဲ့တော့သူတို့ပြောတာကအခုဒီထိုင်းစစ်တိုင်းရဲ့ဆက်ဆံပုံကဟိုလူမှုရေးအနာပြငါတို့လောက်ပါပါမယ်ငါတို့စီကသွားတာမဟုတ်ပါဘူးငါတို့ရောက်ပေးတာမဟုတ်ပါဘူးဆိုသူကအဲ့လိုတော့ပြောတယ်ဒါပေမဲ့သူတို့ကဒီထက်ပြစ်ထန်တဲ့အတုံးလုံးနဲ့ပြောဖို့သူထိုင်းအစိုးရအကြံပေးနေတယ်ဆိုတော့အဓိပ္ပာယ်ကဟုတ်တယ်ထိုင်းရနေပြီဒီလင်းနေလေးရောက်တာလည်းမဟုတ်ဘူးရောက်တော့လည်းမဟုတ်ဘူးပေါ့လေနော်ဆိုတော့ကျွန်တော်စီကိုဒီဘာလာစစ်တမ်းကတကယ်အတွင်းလူပြောလို့ရတဲ့တယောက်ကဟိုမစ်ဆက်ပိုးတယ်ပေါ့ဗျာရှင်းရှင်းပြောမှဆိုရင်ဒီပထမဒီဟိုဟာထိုင်းနဲ့အမေရိကန်နဲ့ဒီစည်ရည်လှုပ်ရှားမှုတွေကို short ချဖို့အရေးရှိတဲ့ဆိုတာကိုတကယ်ရထွေလာပြီးအနုထင်ထိုင်းဝန်ကြီးချုပ်ကအဲ့ဒီကိစ္စဆွေးနွေးမယ်ကုန်သွယ်ရေးကိစ္စလေကုန်သွယ်ရေးကိစ္စဆွေးနွေးတဲ့အခါကျရင်သူကအဲ့ဒီကိစ္စအပေးယူလုပ်မယ်ဆိုတဲ့ဟာကိုတကယ်ပြီးကြကြထွေလာပြီးဒါကလောက်ဖုတ်လို့လိမ့်ညာလို့မရတဲ့ကိစ္စဘာကြောင့်လဲဆိုတော့အဲ့ဒါပိုချုပ်ကြီးတွေကိုလည်းပြောတဲ့ကိစ္စအဲ့တော့ဒီကိစ္စအဲ့လိုမျိုးသာထိုင်းဒီအမေရိကန်သွားကစားရင်ထိုင်းပါမယ်လောက်အောင်ပါမယ်အဲ့ဒီကုန်သွယ်ရေးကိစ္စမှာဒီစည်ရေးကိစ္စနဲ့လောက်အောင်မရောရှင်နဲ့ဆိုတော့ဟောက်ကိုအပြတ်public ပြောက်ထုတ်ပြောတာနော် public မှာပြောက်ထုတ်ပြောတာမီဒီယာမှာအဲ့တော့ဒီကိစ္စလုံးရင်မှားမယ်ဘာလို့လဲဆိုတော့ trend ကနည်းနည်းမှန်တယ်မဟုတ်ဘူးလေပါဇာပကရသူပြောတဲ့အတိုင်းလုပ်ထားတော့အဲ့ဒီအခါကျတော့တမန်ရန်စကအရန်တော့နောက်လက်တော့ပြောမှဆိုရပေါ့ဗျာအဲ့လိုတော့လုံးမဲ့ဆိုရင် trend စယူပါပြီးရင်ခေါ်ဒါခံတဲ့ပုံစံမျိုးနဲ့လက်ရှိကောင်းထားတဲ့အတူနှုတ်တဲ့ဟိုအခေါ်ရနှုတ်တွေမြင့်တင်လာရင်ပို့ပြီးနောက်မယ်ဘာလို့ထိုင်းရပြန်ပြီးတောင်းဆိုဖို့ကအမေရိကန်ကိုအတော်ကြီးလို့ရတယ်တစ်ခုမှမရှိဘူးဒါလောက်အောင်မလုံးနဲ့ဆိုပြီးတော့ပေါ်တင်ထုတ်ပြောတာအခြေအနေကလောက်အောင်မရတော့တဲ့အနေထောက်မှာပေါ့လေနော်ဒါပိုချုပ်ကြီးတရားရဲမဟုတ်ဘူးနော်ပိုချုပ်ကြီးတော့ရလာပါထုတ်ပြောတာဒါချပညာရှင်တွေပေါ်သေးတယ်အဲ့ဒီမှာနောက်နေ့မှဒီထိုင်းဝန်ကြီးချုပ်နဲ့အမေရိကန်လူနဲ့တွေးမှအဲ့ဒီအကြောင်းရောသူကဝေါ်ခံတာမပြောဘူးပေါ့လေနော်ဒီကိစ္စကိုကျွန်တော်တို့ဒီစည်ရည်နဲ့ပတ်သက်ပြီးအပေးအယူမလုပ်ပါဘူးကုန်သွယ်ရေးကိစ္စကိုတိတန့်ဆွေးနွေးပါမယ်ဆိုပြီးတော့သူကဝေါ်ခံရတဲ့အနေအထားမျိုးဖြစ်သွားတာအဲ့ဆိုဆိုလို့တဲ့အဓိပ္ပာယ်ကဗျာကျွန်တော်ဒီ data တွင်းမှာရောဒီအမေရိကန်ရဲ့အခုချက်ထွေးမှုတွေကတအားများလာပြီချက်ထွေးမှုဆိုတာကအခုဒီတပြိုင်တည်းမှာတော့ထိုင်းကိုလည်းလာတယ်ဆွေးနွေးတယ်ပြီးရတာနိုင်ငံချောရေးဒါလက်ထနိုင်ငံချောရေးကိုကြည့်ကိုလေနော်ပြီးတော့လည်းချစ်ချင်းကမ်ဘောဒီးယားကိုလည်းသွားတယ်ကမ်ဘောဒီးယားကိုလင်းနေလေးပေါ့ထောက်ပံ့ပေးမယ်ဆိုတဲ့အနေထားမျိုးတီဆွေးနွေးလာတယ်ဆိုတော့အဲ့လိုအနေထားမျိုးအဲ့တော့ဟိုဖိလစ်ပိုင်လို့ဘာလို့အဲ့တော့တွေလည်းရှောင်းသွားသေးတယ်အဲ့တော့ကျွန်တော်ရှီတောက်အော်ရှော့တကွင်လုံးမှာအခုအမေရိကန်ကသူကချင်းပြောမှဆိုလက်တက်ပြန်လာပြီအစောမှသူကညိတ်နေတယ်အခုနောက်ပိုင်းအဲ့လိုမဟုတ်တော့ဘူးပြန်လာတဲ့အနေထားမျိုးမှာရှိတယ်အဲ့တော့တရုတ်ချင်းပြောမှဆို balance လုပ်ဖို့ကိစ္စဆိုတော့အမေရိကန်ရဲ့မြေလုံးပြီးကျွန်တော်ရှီတောက်အော်ရှော့ပဲလဲလာတဲ့အနေထားမျိုးရှိတယ်အဲ့တော့လွယ်နဲ့ကျွန်တော် short တွဲလို့မရဘူးအဲ့ဒီမှာကျွန်တော်တော်လိုက်အင်အားစုတွေကအချိန်ကြီးဘောလေနော်ဖြစ်လာတဲ့သတင်းတွေအချိန်တွေပေါ်မှာရရှိတဲ့သတင်းတွေပေါ်မှာကျွန်တော်ကဇက်တာကိုလုပ်တယ်ဟိုအချိန်ကြီးအောင်မဟာလာကဝင်တယ်လို့မဟာလာမှာသူပြည်တွင်းထဲမှာနေပြည်တွေကိုဒေသတွေကိုအစိုးရရုပ်တွေလုပ်ငန်းတွေထိတ်ချုံနိုင်တယ်လို့ကျွန်တော်
ပြည်သူတွေကဒီမအားလောက်မထောက်ခံဘူးဆိုတာတကဘာလောကတည်နေတဲ့ကိစ္စအဲ့ဒီအခွင့်အရေးကိုယူပြီးရင်ကျွန်တော်ကဒီလိုလူပုဂ္ဂိုလ်တွေအဖွဲ့အစည်းတွေကိုနိုင်ငံတွေကိုကျွန်တော်ချက်ကန်ပြီးရင်အပေးယူလုပ်လို့ရတယ်ပေးယူဆိုတာကအကူအညီပေါ့ဗျာအဲ့လိုမျိုးတွေတောင်းလို့ရတယ်တခုမေးထားလို့မရတာကအခုလက်ရှိအစိုးရအမေရိကန်အစိုးရဘာလဲဆိုသူကဟိုစီးပွားရေးအတွင်းနဲ့တွေ့တာပဲလေသူအနေနဲ့ထုတ်ပေးဖို့အရင်အစိုးရလိုမျိုးရင်းနှီးဖို့အဲ့ဒါတော့မရှိဘူးဒါတော့ကျွန်တော်တို့အပေးအယူနဲ့လုပ်ရမယ်အဲ့လိုမျိုးအပေးအယူလုံးတဲ့နေရာမှာလဲကျွန်တော်တို့ရဲ့အင်အားတွေပေါ့လေနော်ဘယ်လောက်ထိငါတို့မှဟိုလုံးနိုင်တဲ့စွမ်းအားရှိလဲပြည်သူထောက်ခံမှုဘယ်လောက်ရှိလဲဆိုတဲ့အည်အသွေးတွေလည်းကျွန်တော်ကပြပြီးအပေးအယူလုံးရင်ကျွန်တော်တို့ပဲအကျိုးမယုံနိုင်ဘူးဆိုတာတော့ကျွန်တော်ရဲရဲကြီးပြောရဲတယ်အဓိကကတော့လန့်ကြောက်ပြီးလို့တာပေါ့လေနော်ဝင်တန်ဖို့လို့တယ်ဘယ်သူကဒီကိစ္စမှာအဓိကဆုတ်ပြန်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်မေးလို့မရဘူးဟိုအပြင်အနေပြီး public ပြောနေရုံနဲ့တော့ကျွန်တော်ထီရမှုတော့မရှိဘူးပေါ့ဗျာဒီကုန်းချုပ်အနေနဲ့မေးချင်ပါတယ်အခုမအလာတော့ကစားနေတာပေါ့လေကစားနာရုရှားကိုဆွဲတင်လာတယ်ဆိုတာလည်းကစားတာပဲဘာလို့ဆိုတော့ तू ကတရုတ်ကိုအိန္ဒိယနဲ့ကစားတယ်ဟာပြီးခဲ့တဲ့နှစ်တုန်းကဆိုလည်းတရုတ်ကိုရုရှားနဲ့လှည့်ကစားတယ်အခုတခါဒီကန့်လွန်လောက်ကွက်ကိုအကြောင်းပြုပြီးတော့ထိုင်းကိုနိုင်ငံရေးတန်တမာရေးရပေါ့နော်အာဆီယံကိုထိုးဖောက်နိုင်မှုကြိုးစားတယ်ထိုင်းကတဆင့်ပေါ့နော်ထိုးဖောက်ဖို့ကြိုးစားတယ်ဒါတွေသူလုံနေတာပေါ့ဒါပေမဲ့တစ်ဖက်မှာရှိတာအခုလိုရုရှားကိုထိုးသွင်းလာတဲ့ကိစ္စကbackfire ဖြစ်နိုင်သလားပေါ့နော် backfire ဖြစ်နိုင်လားဆိုတော့စန့်ကျင်အကျိုးသက်ရောက်မှုသူကိုယ်တိုင်ကမရှိနိုင်ဘူးလားပေါ့တကယ်ရှိခဲ့တယ်ဆိုလို့ရှိရင်ဒီပေါ်မှာတော်လှန်ရေးအင်အားစုတွေအသုံးချလို့ရနိုင်မလားပေါ့အဲ့ဒါလေးကိုညီကုန်းချုပ်အနေနဲ့ဆွေးနွေးပေးပါလားကျွန်တော်မေးထားလို့တော့မရဘူးဗျဘာလို့လဲဆိုတော့ဟိုရန်သူဆိုတာကတဖေးရန်သူဆိုတာဘယ်သူနဲ့ပဲဖြစ်ဖြစ်ကိုယ်အနိုင်ရဖို့အဓိကလေအဲ့တော့သူလည်းသူအနိုင်ရဖို့အရေးသူလည်းနှီးပေါင်းစုံနဲ့သူကစားမှာပဲဟိုတရားရရှိမယ်မတရားရရှိမယ်ဟိုရေးဆဲရရှိမယ်ဘောလေတော့အမျိုးစုံပေါ့နှီးမျိုးစုံနဲ့ကစားမယ်ဒါကိုလည်းကျွန်တော်ကကြိုးတွေ့ထားဖို့လိုတယ်ဒါတွေကြိုမြင်ထားဖို့လိုတယ်ကြိုတွေ့ဖို့ကြိုမြင်ဖို့ကိစ္စကလည်းသတင်းဆိုတဲ့အကြောင်းအရာတော်တော်အရေးကြီးတယ်ဒါမီဒီယာသမားတွေကျွန်တော်တို့တွေပို့ပြီးတယ်အဲ့တော့ဒီသတင်းကိုကျွန်တော်တို့ကကြိုရနိုင်တယ်ဆိုရင်ကျွန်တော်တို့ဖေကကြိုပြီးပြင်ဆင်မှုအများကြီးလုပ်လို့ရတယ်အများကြီးအန်ဒီရဖြစ်မှုကတက်သွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့လေနော်ဒါကြောင့်အဲ့ဒီသတင်းရရှိမှုကလည်းတော်တော်အရေးကြီးတယ်ဒီပေါ်မှာမူတည်ပြီးရင်ကျွန်တော်ကစားလို့ရတဲ့ဆိုတာပေါ့လေနော်ဒါတစ်ချက်နောက်တစ်ချက်ကခုနလိုမျိုးသူကအကျိုးစီးပွားအခြေခံတယ်သူအာဏာကိုအခြေခံတယ်လူနောက်တစ်ချက်ကဒီအိန္ဒိချင်းနိုင်ငံတွေရောတကဘာလောက်ရောပေါ့လေနော်မဟာလာတီဒီရွေးကောက်ပွဲကိုမြတ်တာတဲ့ရွေးကောက်ပွဲမှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးပြည်သူရွေးချက်တင်မြှောက်ထားတဲ့အစိုးရကိုဖြုတ်ချပြီးရင်ဖန်ဆီးအကျဉ်းချပြီးရင်အာဏာတည်ယူလာတဲ့အစိုးရဆိုတာအတူပေါ်လေနော်ဒါကိုအခုထိုင်းကလည်းသူကနေတိုင်းလို့သတင်းမီဒီယာတိုင်းလို့မှသူပြောတဲ့နေရာမှာအဲ့ဒီအသုံးလုံးတွေကဆိုတာထဲတယ်ဗျရှင်းရှင်းပြောမှဆိုအထင်ကြီးမှုလောက်ရမရှိဘူးထိုင်းဒီမအားလားအုပ်စုပေါ်လေနော်အဲ့တော့ဟုတ်ပြီဒါဆိုအထင်ကြီးမှုမရှိပါလို့စဉ်းစားနေသူတို့လည်းသူတို့ကြိုးစီပွားအတွေ့ထိုင်းအစိုးရပဲဖြစ်ထိုင်းစစ်တပ်ပဲဖြစ်ပေါ့ဗျာဆက်ဆံနေရတဲ့အနေအထားမျိုးရှိတဲ့အဲ့တော့အဲ့ဒါကိုကျွန်တော်တို့ပေါ်နိုင်ဖို့လို့တယ်သတင်းတွေကြောက်ဖို့လို့တယ်ပြီးသူတို့ရဲ့အတွင်းပေါ့လေနော်အတွင်းစိတ်ဓာတ်ဘာဖြစ်နေလဲအတွင်းခံယူချက်ဘာရှိလဲဆိုတဲ့အနေအထားမျိုးကြာလာရင်ကိုဖေးကမစွမ်းဆောင်နိုင်ရင်ကြာလာရင်တော့อีเปနဲ့ဟိုပဲချတော့သွားမယ်အနေထားတော့ရှိတော့ဗောဗျာဒါကြောင့်ကျွန်တော်ပြောနေတာကဟိုထခပြောလို့တယ်မကောက်ဘူးပေါ့အဓိကအဲ့ဒါတွေကအရေးကြီးတယ်ကျွန်တော်တို့အရေးသွေးပေါ့ဗျာကျွန်တော်တို့ဖေးအဲ့ဒါတွေလို့ဖို့လို့တယ်ဒါကြောင့်အခုထိုက်ရဆိုရင်ပြောလဲဆိုမအားလားကသူကဒီလူရဝင်ချင်လို့ရှင်းရှင်းပြောမှဆိုရှင်းစရာကောင်းတယ်နော်အခုကျွန်တော်ပြောတဲ့စကားလောကသာမန်ဟိုအရာထက်မှကျွန်တော်ပြောသလိုပဲဒါပေမဲ့ဒါမီဒီယာတွေအနည်းတရားဝင်ပြောနေတဲ့စကားအတုံနှုတ်တွေနော်လူရဝင်ချင်လို့တရားဝင်ဖြစ်ချင်လို့ဟိုကန်တိကန်လုံးနေတယ်ဆိုတဲ့အနေထားဒါထိုက်စကားတာတယ်လူထိုက်စာတာတယ်လူတော်တော်များများလေးလာတီမီဒီယာတွေအနည်းအမြဲတမ်းလို့တရားဝင်လို့ကိုယ်တိုင်ပြောနေတာဆိုတော့ရှင်းရှင်းပြောမှဆိုရှင်းစရာတော့ကောင်းတယ်သူအတွက်ဂုဏ်သိက္ခာဆိုတာမရှိဘူးဒါပေမဲ့အကျိုးစီးပွားချင်းဆက်ဆံနေတဲ့အခါကျတော့မလွဲမရှောင်တော့ဆက်ဆံနေရတဲ့အနေအထားမျိုးရှိတယ်ပေါ့လေနော်ဒီကုတ်ချုံအနေနဲ့ပြောရမယ်ဆိုရင်ထိုင်းရဒါဆိုရင်ဘာလို့ဒီမာလာကိုဆက်ဆံနေရလဲဆိုတော့မာလာထိုင်းရဆက်ဆံရတဲ့အကြောင်းရတခြားမဟုတ်ဘူးဒီကိစ္စတွေဥမာနေဆိုင်မှာဖြစ်တဲ့ကိစ္စပဲဖြစ်ပြဿနာပဲဖြစ် online လိမ့်လေတဲ့ကိစ္စပဲဖြစ်ဘူးရေးစေဝကိစ္စဖြစ်အဲ့ဒီဟာတွေကဒီ online အင်အားစုတွေကိုဆက်ဆံရုံနဲ့လဲဖြည့်ရှင်းလို့မနိုင်ဘူးဒီပြဿနာတွေကိုမဟာလာစေအုပ်စုဆက်ဆံရုံနဲ့လဲဒီပြဿနာတွေဖြည့်ရှင်းလို့မနိုင်ဘူးအဲ့တော့ကိုထိုင်းကကောက်လင်ခံထားတယ်ဒါကြောင့်သူကဖယ်လို့ဆက်ဆံတယ်ဒါပေမဲ့မဟာလာအသာပေးတယ်ပေါ့ဗျာ
ပြီးရင်ခုနကအသပေးတယ်ဆိုတာကလည်းအစိုးရရရှိကြီးတွေပုံချုပ်ကြီးတွေကသူတို့ရဲ့ကိုကြိုးစီးပွားလဲဆက်ဆံနေတဲ့ခါကျတော့ပို့ပြီးအလေးပါသွားတာပေါ့ဗျာအဲ့တော့မမေ့ဖို့တော့လို့တယ်နောက်ပြီးရင်ခုနလိုမျိုးပေါ့ဒီလာမအားလုံးလုပ်ပေးနေတဲ့အနေထားကအခုတော့နောက်ဆုံးအနေထားပေါ့ဗျာမနေ့ကနေရင်လောက်ထိရတဲ့အနေထားပေါ့ဗျာဒါတကယ်အစိုးရအတွင်ပိုင်းဘူချုပ်ကြီးတွေရဲ့ဆက်ဆံတဲ့အတိုင်းဝိုင်းနေထွေလာတဲ့တဲ့ငါတို့အဲ့လိုလုံနေတာတခြားမဟုတ်ဘူးမအားလာကငါတို့ဂျောင်းလူအဖြစ်ယုံကြည်လာအောင်လက်ခံလာအောင်ငါတို့လုပ်ချင်တာကဒီပြည်သူတွေတန်းနေဖြန်နေခံရတာတိုက်ခိုင်းနေတာရောသွားစေချင်တယ်ဘယ်မှာပြည်ထဲမှာညှိချမ်းရေးရစေချင်တယ်ပေါ့ဗျာအဲ့လိုဆန္ဒငါတို့မှတကယ်ရှိတယ်ပြီးရင်မအားလာရဲ့ဒီပြည်သူတွေကိုတပ်ဖြတ်နေတဲ့ကိစ္စတွေကိုမလုပ်စေချင်ဘူးဒါကြောင့်ငါတို့အဲ့တော့ရောကြစေချင်တယ်ဒီအတွင်းငါတို့ပြုံးရင်ရတဲ့နောက်ဆုံးစေတောင်ဆက်စုကြည့်နဲ့တွေ့ဖို့ကိစ္စအစားပေါ့ဗျာလောပေးဖို့ကိစ္စအစားအဲ့တော့မအားလာလက်ထက်မှာရှိတဲ့အတွက်မအားလာကိုယုံကြည်အောင်လုပ်ဖို့လုပ်တယ်ဒါကြောင့်သူတို့ရှော့ပေးတဲ့ပုံစံမျိုးနဲ့ဆက်ဆံနေတဲ့ဆိုတာကိုသူတို့ကထုတ်ပြောတဲ့အနေအထားမျိုးရှိတယ်အဲ့တော့ရှေ့ရှေ့ပြောမှဆိုအတွင်းစိတ်ရကောင်းတယ်လို့တော့ပြောလို့ရတယ်ဗျူကလုံနိလုံခန့်ကတော့အနှံ့ငန့်တော့လွဲမှာပေါ့ဗျာအဲ့လိုမျိုးလွဲတဲ့အနေအထားမျိုးရှိကောင်းရှိမဲ့ပုံစံမတူတော့ရှိမဲ့ဒါကကိုပုံမှပဲမှုတည်တယ်တစ်ဖက်ပေါ့ဗျာဘယ်နဲ့ဖဲဆိုတော့တာတယ်ဖေးလူတစ်ပတ်ပါတာတယ်ဖေးလိုင်းမှာပဲအဲ့တော့ကျွန်တော်တို့ကသူ့လိုမျိုးအသာလို့ချင်းတယ်ဆိုရင်သူ့လိုမျိုးကျွန်တော်တို့ကစားတာဖို့လိုတယ်ပြီးရင်လူစွမ်းအားအရင်အမြင်ပေါ့ဗျာအဲ့ဒါတွေကျွန်တော်ရှာဖွေတည်ဆောင်နိုင်ဖို့စူးစီးနိုင်ဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီအနေနဲ့ကျွန်တော်ပြောချင်တယ်ဗျဒီနေ့စီစဉ်ကတော့ဒါဆနာချင်းသမရမရောက်နိုင်ရဲ့ဒီရုရှားခီးစဉ်နဲ့ဒီခီးစဉ်အတွင်းမှာလှုပ်ဆောင်ချက်တွေကဘာတွေကိုရည်ညွှန်းနေတယ်လဲနောက်တစ်ခုကမြန်မာကမ်းလွန်မှာရုရှားတွေဝင်လာတော့မလားစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒါကျမတို့ဆွေးနွေးသုံးသပ်ခဲ့တာဖြစ်ပါတယ်ဆွေးနွေး